နမောတချင်းနဲ့စင်ပေါ်မှာဟာသားလောက်တာကြောင့်လူပြောများနေတဲ့ Facebook ဆယ်လေးဖြစ်ဖြစ်ထွင်ဟာသားဆိုတာလူတွေကိုပျော်ရွှင်စေတာမှန်ပေမဲ့နေရာဒေသနဲ့အချိန်ခါမရွေးရင်တော့အလွဲဖြစ်သွားတတ်ပါတယ်။အထူးသဖြင့်ကိုယ်ကင်တွယ်လိုက်တဲ့အရာကလူအများတန်ဖိုးထားရတဲ့ဘာသာရေးဖြစ်နေမယ်ဆိုရင်မကောင်းပါဘူး။ဒီနေ့မှာတော့ social media ထက်မှာခရရက်ခဲမှုပြင်းထန်နေတဲ့အကြောင်းအရာလေးတစ်ခုကိုဆွေးနွေးတင်ပြပေးခြင်းပါတယ်။ကိစ္စကတော့ Facebook ဆယ်လေးဖြစ်ဖြစ်ထွင်နဲ့နမောဆိုတဲ့သချင်းကိစ္စပါပဲ။ဖြစ်ဖြစ်ထွင်ဆိုတာပရိသတ်တွေကိုအမြဲတမ်းရင်မောပျော်ရွှင်အောင်လုပ်ပေးတတ်သူဆိုတာငင်းစရာမရှိပါဘူး။ပြပြထွေးဟာအလူတန်းလေးလုပ်တယ်လို့ဘာသာရေးကိုင်းဆိုင်ပြီးတော့စိတ်ထားကောင်းပါတယ်။ပြပြထွေးကသူမရဲ့ဟန်ပန်အမူအရာနဲ့မျက်နှာပေးတွေကပရိသတ်တွေကိုပျော်ရွှင်ရင်မောစေနိုင်တဲ့အချက်တွေပါပဲ။ဒါပေမဲ့ဒီတစ်ခါမှာတော့သူမရဲ့အဲ့ဒီအချက်တွေကိုသုံးဆွဲလိုက်တဲ့နေရာကနည်းနည်းလေးလွဲမှားသွားပုံရပါတယ်။ဖြစ်စဉ်ကတော့မင်္ဂလာအလူစင်မြင့်တစ်ခုမှာပြပြထွေးကသချင်းဆိုဖျော်ပြခဲ့ပါတယ်။ပြဿနာကသူမရွေးချယ်လိုက်တဲ့သချင်းကနမောသချင်းဖြစ်နေပြီးတော့ပရိသတ်တွေကတခြားသချင်းကိုတောင်းဆိုတာပါဒီလိုချိန်မှာသူမကနမောသချင်းကိုပြောင်းလျှော့ပုံစံမျိုးနဲ့လှုပ်ဆိုနေခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ထွက်လာတဲ့အခါမှာပရိသတ်အများစုကစိတ်မသက်မသာဖြစ်ခဲ့ကြရပါတယ်ဘာကြောင့်လဲဆိုတော့ဒီသချင်းရဲ့တန်ဖိုးနဲ့နောက်ခံသမိုင်းကြောင်းကြောင့်ပါပဲ